အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးပါဒီနေ့သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ဖိလိပ္ပိအခန်းကြီး၄အငယ်73ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ကတ်သိမ်းသောအမှုတို့ကိုငါတက်ဆွမ်းနိုင်ပြီဆိုပြီးမှဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ကကျွန်တော်ခွန်အားနဲ့ပတ်သက်ပြီးမှအနည်းငယ်ပြောတော့မှာဖြစ်တယ်ခွန်အားဆိုတဲ့အထက်မှာဝိညာဉ်စိတ်ခန္ဓာဆိုပြီးမှခွန်အား၃မျိုးရှိတာဖြစ်တယ်တကယ်တမ်းကလည်း၃မျိုးစလုံးလိုအပ်တာဖြစ်တယ်ဆိုတော့ကကျွန်တော်အသက်တာမှာတစ်နေရာမှာနှစ်တော်ထားမိပြီဆိုရင်ကျွန်တော်အသက်တာဟာပုံမရှုပ်ထွေးလာပြီးမှလောင်းရိပ်မိတဲ့အပင်လိုမျိုးအင်မတန်မှကြီးထွားဖို့ရန်အတွက်ခက်ခဲတာဖြစ်တယ်ဆိုတော့ကကျွန်တော်တို့အားလုံးကြုံတွေ့တဲ့ second god money ဆိုပြီးမှတင်စားထားကြတဲ့ငွေဆိုတဲ့အရာဝတ္ထုဟာကျွန်တော်တို့လူတွေအတွက်တစ်ဖက်မှာခေါင်းကျိုးလည်းပြုတယ်လို့တစ်ဖက်မှာဆိုးကျိုးလည်းပြုတာဖြစ်တယ်ဆိုတော့ကငွေဆိုတဲ့အရာဝတ္ထုကစိတ်နဲ့ခန္ဓာကိုတော့ supporting တော့လုပ်ပေးနိုင်တယ်လုပ်ပေးမယ်လဲအာမခံချက်စိတ်ချမှုမပေးနိုင်ဘူးဖြစ်တယ်ကျွန်တော်တို့တမိုင်းမှာပြန်ကြည့်မယ်ဆိုရင်လဲရှေးခေတ်လူတွေဟာငွေမရှိဘဲနဲ့လဲအသက်ရှင်ခဲ့ကြတာကိုသိမြင်ကြမှာဖြစ်တယ်ဆိုတော့ကကျွန်တော်တို့အသက်တာမှာဘယ်ဟာပို့ပြီးမှအရေးကြီးတာလဲဝိညာဉ်ခွန်အားပဲဖြစ်တယ်ဝိညာဉ်ခွန်အားဆိုလို့ရှိရင်တကူပါတဲ့အတွက်ကြောင့်မို့စိတ်နဲ့ခန္ဓာကို automatic supporting လုပ်ပေးနိုင်တာဖြစ်တယ်စိတ်ချမှုအာမခံချက်အပြည့်အဝပေးနိုင်တာဖြစ်တယ်ဆိုတော့ကကျွန်တော်တို့အသက်တာမှာဘယ်ဟာကိုပို့ပြီးမှဦးစားပေးမှကျွန်တော်ရက်တည်နေတာလဲယနေ့ကျွန်တော်အသက်တာမှာပြန်လဲဆန်းစစ်ဖို့ရန်အတွက်ဖြစ်တယ်ကြားနာတဲ့ညီကိုတွေတစ်စုံတစ်ခုရရှိနိုင်လို့မျှော်လင့်နေအရောက်ချင်းစီတိုင်းပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ။